ခင်ဗျာရင်ရက်ဆက်တယ်ဗျာထွက်သွားဖို့အစီအစဉ်ရှိပါလေနဲ့ကျွဲလင်းကြီးတဲ့ကျုပ်ကောင်မှအနာဂတ်အကြောင်းတွေပြောသွားတာတော့ခင်ဗျာလွန်တယ်လို့မထင်ဘူးလားဗျာမရှိဘူးဆိုရင်လည်းပြောပါထွက်သွားပြပါမယ်အခုကချစ်တယ်လို့မချစ်တယ်လို့နဲ့သူကိုတတ်နေလို့ပဲပေါ်တော်နေပြီငါကျင်မှုတွေနဲ့ပြည့်နေနေတဲ့လူတစ်ယောက်ပါ